တိုက်စစ်မှုမရှိသေးတဲ့ဘာစီလိုနာမင်္ဂလာပါရှင်ကိုစက MM ကြိုဆိုပါတယ်စပိန်လာလီဂါချန်ပီယံဘာစီလိုနာအသင်းဟာဒီနွေရာသီမှာရိုဒရီအန်တိုနီဂေါ်ဒွန်အာတီယီမီနဲ့ဂျက်စီဘီစီဝူတို့လိုအင်အားဖြစ်တည်မှုတွေပြုလုပ်ခဲ့ပေမဲ့အဓိကလိုအပ်ချက်တစ်ခုကြန့်ရှိနေပါတယ်အဲ့ဒါကတော့အသင်းမှာနံပါတ်9ရိုတိုက်စစ်မှုစစ်မရှိနေတာပါပဲပြီးခဲ့တဲ့ရာသီမှာဝါရင်တိုက်စစ်မှုလီဝွန်ဒေါ့စကီအမေရိကန်ကလပ်ကိုထွက်ခွာသွားခဲ့တယ်လို့49ပွဲမှာ22ဂိုးအထိသွင်းယူပေးခဲ့တဲ့ Ferran Torres ကလည်းယူရိုတန်း90နဲ့ PSG အသင်းစီပြောင်းရွှေ့သွားခဲ့ပါတယ်။ဒါကြောင့်အသင်းရဲ့ရှေ့တန်းမှာအတွေ့အကြုံရှိပုံမှန်တိုက်စစ်မှုလုံးဝမရှိတော့ပါဘူး။ဘာစီလိုနာအသင်းရဲ့ပထမဦးစားပေးပြစ်မှတ်ကအက်တလက်တီကိုမက်ဒရစ်ရဲ့အာဂျင်တီးနားတိုက်စစ်မှု Everest ဖြစ်ပါတယ်။ဒါပေမဲ့အက်တလက်တီကိုဘက်ကယူရိုတန်း200ပေးရင်တော့မရောက်ဘူးလို့ပြက်ပြက်သားသားညင်းဆိုထားတာပါ။ဒါကြောင့်အာဆင်နယ်တိုက်စစ်မှုဗီတာယိုဂရက်စ်ကိုခေါ်ယူမဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ယိုဂရက်စ်ဟာပြီးခဲ့တဲ့ရာသီကအာဆင်နယ်မှာ22ဂိုးသွင်းယူပြီးပရီးမီးယားလိချန်ပီယံဖြစ်ခဲ့သူပါ။ဒါပေမဲ့သူ့ကိုခေါ်ယူဖို့အတော်လေးများပြားတဲ့ပြောင်းရွှေ့ကြီးသုံးဆွဲရပွဲရှိပါတယ်။ဒါအပြင်အင်တာမီလန်ရဲ့လော်တာရိုမာတီနက်စ်နဲ့စပိုတင်းစ်ရဲ့လူးဝစ်ဆွာရက်စ်တို့လည်းချိတ်ဆက်နေတယ်လို့သိရပါတယ်။ဒီအပြောင်းအရွှေ့တွေမဖြစ်မြောက်ခဲ့ရင်လည်းနီးပြဟန်စီဖလစ်မှာရွေးချယ်စရာနီလန်အချို့တော့ရှိနေပါတယ်။လာမင်းရမဲကို Force 9အဖြစ်စမ်းသုံးခဲ့မှုပေမဲ့ Fliss အနေနဲ့သူ့ကိုညတောင်ပံမှာပဲပိုကစားစီချင်တာပါ။ဒန်နီအိုမိုရာဖင်ညာနဲ့ဖာမင်းလိုပတ်စ်တို့ဟာလည်း Force 9အဖြစ်ကစားနိုင်စွမ်းရှိကြပါတယ်။ဒါပေမဲ့ဘာစီလိုနာအလိုချင်ဆုံးဆန္ဒကတော့တိုက်စစ်မှုစစ်တအူကိုစက်တင်ဘာ1ရက်နေ့အပြောင်းရွှေ့မပိတ်မီခေါ်ယူနိုင်ဖို့ပဲဖြစ်ပါတယ်။လာလီဂါပွဲဥထွက်အဖြစ်လာမဲ့တနင်္ဂနွေနေ့မှာLT အသင်းနဲ့စတင်ရင်ဆိုင်ရတော့မဲ့ဘာစီလိုနာအသင်းအနေနဲ့တိုက်စစ်မှုအသင်းခေါ်ယူသွားနိုင်မလားဒါမှမဟုတ်လက်ရှိကစားသမားတွေနဲ့ပဲနီးပြူဟာပြောင်းလဲဖန်တီးပြီးကစားသွားမလားဆိုတာမကြခင်သိရတော့မှာပါမိတ်ဆွေတို့ရောဘယ်လိုထင်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်